မနက်ပြန်9လပိုင်း9ရက်နေ့ရတော့တကိုးသိတိနဲ့ပြေးသွားတဲ့နေတူးနေမြက်နေကောင်းနေရက်တရက်ဖြစ်ပါလေခင်ဗျာမနက်ပြန်9လပိုင်း9ရက်နေ့ဟာချမ်းသာခြင်းအောင်မြင်ခြင်းကြွယ်ဝခြင်းဒနသိတိတိုက်ကျိုးဖွင့်တကားနော်ပွင့်တဲ့နေ့လာပါတကားဒနတကားဒုက္ခတကားပွင့်တဲ့နေ့လို့တော့မှတင်စားခေါ်ဝေါ်ပြောဆိုလို့ရတဲ့ကောင်းမွန်သောကောင်းခြင်းမင်္ဂလာစက်တရေအဖျားဖျားတကိုးသိတိများနဲ့လွှမ်းမိုးနေတဲ့နေကောင်းတရက်ဖြစ်ပါလေအဲ့တော့မနက်ပြန်9လပိုင်း9ရက်နေ့မှာကျွန်တော်ခုပြောပြမယ်ဂါထာလေး၄လုံးကိုရွတ်ဖတ်ပူဇော်လိုက်ရုံမျှဖြင့်တဏီကုံတအားသမျှပွားများပူဇော်ရုံမျှဖြင့်ရွတ်လိုက်တာနဲ့ကိုမှများစွာသောချမ်းသာဒုက္ခတွေနဲ့အောင်မြင်ခြင်းတွေဟာကိုယ့်စီကိုရောက်ရှိလာမှာဖြစ်ပါတယ်အဲ့တော့ကိုဟာလေဒီတစ်နှစ်လုံးမှာကြီးပွားခြင်းနဲ့ချမ်းသာခြင်းနဲ့အောင်မြင်ခြင်းနဲ့ငွေတွေထွန်းတောက်ခြင်းနဲ့လက်လာပါတွေပွင့်ခြင်းနဲ့ငွေကန်တွေအားကောင်းခြင်းနဲ့လုံသမျှစီးပွားတွေဖြစ်ထွန်းအောင်မြင်ခြင်းနဲ့ဆိုရင်မနက်ပြန်9လပိုင်း9ရက်နေ့မှာကျွန်တော်ခုပြောမယ့်ခါလာလေး၄လုံးကိုရွတ်ဖြစ်အောင်ရွတ်လိုက်ပါဘာမှလုပ်စရာမလိုဘူးရွတ်ရုံနဲ့ကိုရပါပြီဘာရွတ်ကမလဲဆိုတော့ဝေဒါတယဆိုတဲ့ခါလာလေး၄လုံးကိုရွတ်ဖြစ်အောင်ရွတ်လိုက်ပါခင်ဗျဝေဒါတယဆိုပြီးတော့ခါလာလေး၄လုံးကိုရွတ်လိုက်ပါလုံနိုင်သူများအနေနဲ့ကတော့အိမ်ရဖျားမှာရေအေးအေးလေးတစ်ခွက်နော်တောက်တော်ရေကပ်ပေးပါတောက်တော်ရေကပ်ပေးပြီးတော့ဝေဒါတယဆိုတဲ့ခုံတော်လေးကိုမိမိသက်စီရွတ်ပေးပါတနေကုန်တက်နိုင်သမျှတအားသမျှပွားများပူဇော်လဲရပါတယ်ခင်ဗျအဲ့လိုမျိုးရွတ်လိုက်ရုံနဲ့ကိုရပါပြီမနက်ပြန်9လပိုင်း9ရက်နေ့9ကနန်းဆိုတာဒီအလဲအချက်ချာကြတဲ့ main ကနန်းလို့ခေါ်ဆိုပါတယ်အင်တန်မှာအရေးပါပါတယ်တစ်ကနေ30တိရှိတဲ့ခါမှာ9ကနန်းဒီရှေ့ကပဲရီနောက်ကပဲရီအလဲကောင်မှာကြတဲ့ main ကနန်းဖြစ်ပါတယ်အရေးပါအရာရောက်တဲ့အဓိကကနန်းအဓိကနေဖြစ်တဲ့အတွက်လှုပ်ဖြစ်အောင်လုပ်ဖို့အရေးကြီးပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့ကံတွေဟာအောင်မြင်ခြင်းထိတိုးတက်သွားပြီးတော့ကိုမျှော်မှန်းထားတဲ့ကိစ္စအကြံစီစိတ်ကူးစိတ်သက်တွေအားလုံးလည်းအောင်မြင်ပြီးတော့လိုရာပြည့်ဖို့ငွေကန်တွေထွန်းတောက်ဖို့စီးပွားကန်တွေဖြစ်ထွန်းအောင်မြင်ဖို့နဲ့လုံသမျှအောင်မြင်နေဖို့ဒလဟောအတားစီမဲ့ထိမ့်မနိုင်သိမ့်မနိုင်ကိုမှငွေတွေဝင်ဖို့နဲ့လုပ်ငန်းစီးပွားတွေအားလုံးလက်မလဲအောင်လုပ်နေရဖို့ဖြစ်ထွန်းအောင်မြင်ဖို့အတွက်မနှက်ဖြန်အင်တန်မှာအရေးကြီးတဲ့အဓိကကြတဲ့ main နေ့ဖြစ်တဲ့9ကနန်း9လပိုင်း9ရက်နေ့မှာဝေဒါတယဆိုတဲ့ဂုဏ်တော်လေးကိုရွတ်ဖြစ်အောင်ရွတ်လိုက်ကြပါခင်ဗျာ